ဒုတိယမေးတော့အေဒီစတိယစုမှာစက်တော်လာစုရှိထုံးလာကြလို့တကယ်ကြီးရိုးရာရကစားမှာတကယ်ကြီးမျိုးသမီးတွေများကပြုတ်ပြည့်စုံအဲ့ဒီရှိတယ်ကျက်တယ်ဘာလို့ဒီလိုဖြစ်ပါလဲကျော်ရှင်းတဲ့ကလေးမျိုးလေးများတော့လေးရင်ပေါ်မှာတရုပ်ပေါ်တင်ဆက်ရင်မန္တလေးမျိုးရဲ့တင်းချံကိုရိုးရာမပြည့်ပေါ်ထုတ်ပြတ်တာမျိုးတွေဖြစ်ပါလိမ့်ရှင်ဆလဘီဒီတွေကြတာကတော့ကောင်းပါပြီအေဒီ18ရာစုရဲ့ရင်ကျင်းမှုကိုပေါ်ပြမယ်။ကောင်းမောင်ကြီးအမျိုးသမီးလေးများရဲ့ရေကစားဟန်တရုပ်ပေါ်မှုပဲဖြစ်ပါရဲ့ရှင်။